မြန်မာကထိုင်းရဲ့တိုးတက်မှုကိုအမီလိုက်ဖို့အတွက်နှစ်ပေါင်းများစွာစူးစမ်းရအောင်ပါဟုတ်ပါတယ်အခုဆိုရင်ထိုင်းနိုင်ငံဟာအလဲသွားဖို့ပဲကောင်းတာမဟုတ်တော့ဘူးနော်အခုဆိုရင်ကမ္ဘာပေါ်မှာနေထိုင်ဖို့အကောင်းဆုံးနိုင်ငံတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရပါပြီ2026ခုနှစ်အတွက်ကမ္ဘာနေထိုင်ရန်အကောင်းဆုံးနိုင်ငံ20စင်းမှာထိုင်းနိုင်ငံပါဝင်လာတယ်လို့နံပါတ်ကျော် Architectural Digest Magazine ကဖော်ပြလိုက်တာပါဒီစင်းထဲမှာ Switzerland, Japan, American တို့လိုထိပ်တန်းနိုင်ငံတွေနဲ့အတူထိုင်းနိုင်ငံကပခုံးချင်းချင်းပြီးပါဝင်လာတာဖြစ်ပါတယ်။ဒါကြောင့်အခုလိုရွေးချယ်ခံရတာတဲ့ဆိုရင်ထိုင်းနိုင်ငံဟာရှီးအောင်ဘူဒ္ဓဘာသာဘုံကြီးကျောင်းတွေရဲ့အနုစိတ်လက်ရတွေမကဘူး။ဘန်ကောက်မြို့က TCDC လိုမျိုးခေတ်မီစမ်းသစ်ကဒီဇိုင်းဖန်တီးမှုနေရာတွေကြောင့်လည်းဖြစ်ပါတယ်။အနောက်ဥရောပနိုင်ငံတွေနဲ့ရှင်ရင်းလူနေမှုစရိတ်တက်တာကလည်း Digital Nomad တွေအတွက်အဓိကဆွဲဆောင်မှုတစ်ခုဖြစ်နေတာပေါ့။ UNESCO ကတော့ City of Design လို့သတ်မှတ်ထားတဲ့ဘန်ကောက်မြို့မှာဆိုရင် Design Week လို့နိုင်ငံတကာအဆင့်မီပွဲတော်တွေလည်းအမြဲရှိနေပါလေ။ Design မိုင်းအားကောင်းတာဟာလူနေမှုဘဝအရေးသွေးကိုတိတိတသားမြင့်တင်ပေးနိုင်တယ်ဆိုတာထိုင်းနိုင်ငံမှာသက်သေပြနေတာပါပဲ။ကဲအမှုပညာနဲ့ Design တွေကျွဲဝါပြီးနေချင်းစပွဲဖြစ်လာတဲ့ထိုင်းနိုင်ငံအကြောင်းသင်ရောဘလို့ထင်တယ်လဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။